ဂျပန်နိုင်ငံမှာလူတစ်ယောက်ဟာသူအရန်ချစ်တဲ့ပန်းကန်လုံးတစ်လုံးကိုမတော်တဆကွဲသွားစေခဲ့တယ်သူအရန်ရှက်သွားပြီးဘယ်သူမှမသိစေချင်လို့ပြုပြင်ဆရာစီသွားပြီးကျေးဇူးပြုပြီးပြန်ပြင်ပေးပါကွဲခဲ့တာဘယ်သူမှမမြင်ရအောင်လုပ်ပေးပါလို့ပြောခဲ့တယ်ပြုပြင်ဆရာကပြုံးပြီးကောင်းပြီမနှက်ဖြန်လာယူပါလို့ပြန်ပြောတယ်ဒါပေမဲ့ဆရာကသူတောင်းဆိုသလိုမလုပ်ခဲ့ဘူးကွဲရအကြောင်းတွေကိုဖျောက်ဖို့ပွင့်လင်းကော်မသုံးပဲရွှေရောင်ကော်ကိုသုံးလိုက်တယ်တောက်ပတ်တဲ့ရွှေရောင်ကော်နဲ့ကွဲရနေရာတွေကိုဖုံးမထားပဲပုံမထင်ရှားအောင်လုပ်ပေးလိုက်တယ်နောက်နေ့လူကပြန်လာကြည့်တော့အမတ်သွားတယ်ဘာလုပ်လိုက်တာလဲကျွန်တော်ကကွဲရကိုဖျောက်ပေးဖို့ပြောတာလေလို့မကျေနပ်စွာပြောတယ်ပြုပြင်ဆရာကတင်းငိမ်စွာပြန်ပြောတယ်တနေ့ကျရင်နားလည်လာပါလိမ့်မယ်လူကပန်းကန်ကိုအိမ်ယူသွားပေမဲ့ရှက်နေစေပဲဒါပေမဲ့မမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာတယ်မြင်သူတိုင်းကဝိုးဒါကအလှဆုံးပန်းကန်လုံးပဲအရန်တန်မိုးရှိတဲ့အမှုပညာလက်ရလိုပဲလို့ချီးကျူးကြတယ်ဒီအမှုပညာကိုဂျပန်မှာ Getshandere လို့ခေါ်တဲ့ကွဲပြက်သွားတယ်အရာကိုရွှေနဲ့ပြန်ဆက်ပြီးတန်မိုးပုံမြင့်စေတဲ့အမှုပညာပါဂျပန်လူမျိုးတွေကအနာစာတွေကိုမဖုံးကွယ်ကြဘူးအဲ့ဒါတွေကိုတောက်ပအောင်လုပ်တတ်ကြတယ်ဒါကြောင့်သင်လဲအဲ့ဒီပန်းကန်လိုဖြစ်ပါစေကိုမာရွတ်တွေကိုမဖြောက်ပါနဲ့ဘာလို့လဲဆိုတော့အဲ့ဒီຢာတွေကပဲတင့်ကိုလှပစေတဲ့အမှတ်အသားတွေဖြစ်လို့ပါ